အားလုံးပဲမင်္ဂလာပါကျွန်တော်ရဲ့အောင်ဆန်း channel ကနေအတိတ်တစ်ဖက်ပြန်နေကြိုဆိုပါရစေကျွန်တော်ဒီနေ့တင်ဆက်ပေးမယ့်အကြောင်းအရာကတော့အချစ်စစ်ဆိုတာဘယ်လိုမျိုးလဲဆိုတဲ့အကြောင်းအရာပဲဖြစ်ပါတယ်နံပါတ်1စစ်မှန်တဲ့ဆက်သွယ်မှုယုံကြည်မှုလေးစားမှုအပြန်အလှန်ထောက်ပံ့မှုတို့နဲ့အခြေခံပါတယ်တယောက်ရဲ့အားနည်းချက်တွေအားသာချက်တွေကိုလက်ခံပြီးကိုချင်းစာနာနိုင်စွမ်းတွေပါဝင်နေပါတယ်။နံပါတ်2လောက်ရတဲ့ပြသမှုစကားလုံးတွေထက်အပြုအမူတွေနဲ့ဖော်ပြတတ်ပါတယ်။ဥပမာခက်ခဲတဲ့အချိန်မှာစိတ်ရှိလက်ရှိနေတာအတူတူရက်တည်ပေးတာဘဝတိုးတက်ဖို့အတွက်အားပေးတာမျိုးတွေပါ။နံပါတ်3စေတနာအပြည့်နဲ့စွန့်လွတ်လို့စိတ်ကိုချိုးမငြိပဲအပါတူအတွက်စိတ်ဆန္ဒလိုက်စွန့်လွတ်ပေးနိုင်ခြင်းမှာဒါပေမဲ့ကိုမေးပြဖို့မဟုတ်ပဲဟန်ချက်ညီတင်းတပ်ဖို့လိုအပ်ပါတယ်နံပါတ်4ကြားရှိခိုင်မဲမှုအခက်အခဲစိန်ခေါ်မှုတွေကြားကအတူတူရင်ဆိုင်ဖြတ်တန်းပြီးအချိန်နဲ့အမျှပုံမူနဲ့ရိုက်လာတတ်ပါတယ်နံပါတ်5လွတ်လပ်မှုကိုလေးစားခြင်းတယောက်ကိုတယောက်ထိန်းချုပ်ခြင်းစိတ်မရှိပဲကိုယ်ပိုင်ဘဝစိတ်ကူးတွေကိုလေးစားပေးပါတယ်နံပါတ်6စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှုအချစ်စစ်ဟာစိတ်တိုင်းရာစိုးရိမ်မှုဝမ်းနည်းမှုတွေကိုအတူတကွရင်ဆိုင်ဖြေရှင်းနိုင်တဲ့အားမှဖြစ်ပါတယ်တယောက်ရဲ့ခံစားချက်တွေကိုအမြဲနားထောင်ပေးပြီးဘယ်တော့မှလွတ်လူထားခြင်းမရှိပါဘူးနံပါတ်9ဒီခါမှုနဲ့လက်တွေ့ကြတော့မျောလင့်ချက်များလူတိုင်းမှာအားနည်းချက်တွေရှိပါတယ်အချစ်စိတ်ကပြဆုံးဖို့ဖိအားမပေးဘဲလက်ရှိအတိုင်းလက်ခံပြီးအတူတူကြိုးစားရင်ကြီးထွားလာအောင်အားပေးပါတယ်နံပါတ်10အပြန်အလှန်လေးစားမှုသူ့ရွေးချယ်မှုသူ့စိတ်ကူးစိတ်တမ်းသူ့ကိုယ်ပိုင်နေပဲတွေကိုလေးစားပါတယ်ချစ်တာနဲ့အမျှမင်းကိုငါပိုင်တယ်ဆိုတဲ့ခံစားချက်မျိုးမဟုတ်ပဲမင်းနဲ့သူရှိနေတာကိုငုံယူတယ်ဆိုတဲ့စိတ်ဓာတ်မျိုးရှိပါနံပါတ်9အတူတူကြီးထွားမှုအချစ်စစ်ဟာရက်တမ်းမနေပဲအမေဖွံ့ဖြိုးပါတယ်ဘဝအတွေ့အကြုံအတိတ်တွေစိန်ခေါ်မှုတွေကိုအတူတူရင်ဆိုင်ရင်ပုံမခိုင်မာလာပါတယ်နံပါတ်10မိမိကိုယ်ကိုချစ်မြတ်လို့နိုင်မှုအချစ်စစ်ကိုပေးနိုင်ဖို့အတွက်ကိုယ်ချစ်ပြီးတောင်းဖို့ထားတတ်ဖို့လိုအပ်ပါတယ်ကိုယ်တွင်ကပြေဝမှုမရှိပဲတပါးသူကိုအပြေဝမပေးနိုင်ပါဘူးနံပါတ်11အချိန်နဲ့အတူပုံမနဲ့ရိုင်းလာခြင်းအစအပိုင်းကစိတ်လှရှားဖွေချစ်ချင်းတွေထက်အချိန်ကြာလာတာနဲ့အမျှစိတ်သက်သာရာရစေတဲ့ငွေထွေးမှုတွေအတူတကွအိမ်ဆိုတဲ့အရာကိုတည်ဆောက်နိုင်မှုကအချစ်စိတ်ရဲ့လက္ခဏာပါနံပါတ်12ကျေးဇူးတင်စိတ်တယောက်ကိုတယောက်ရိုးသားကျေးဇူးတင်တတ်ဖို့လိုအပ်ပါတယ်တင်ငွေတဲ့ကျေးဇူးတင်စကားတွေလိုရလေးတွေကချစ်ချင်းကိုအမြဲလန်းဆန်းစေပါတယ်အရေးကြီးဆုံးကချစ်စစ်ဆိုတာပြဆုံးတဲ့ဇာလမ်းမဟုတ်ပဲမပြဆုံးတဲ့လူနှစ်ယောက်ပြဆုံးအောင်အတူကြိုးစားရင်ဖန်တီးယူရတဲ့ခရီးတစ်ခုပါအခုလိုဆုံးထိကြည့်ရှုပေးတဲ့အတွက်ထူးပဲကျေးဇူးတင်ပါတယ်